အားလုံးပဲမင်္ဂလာပါအားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေဒါဒီနေ့မိတ်ဆက်ပေးချင်တာကတော့9 to 5နဲ့ခတ်ထားတဲ့ကြောက်ထည်လေးတွေနဲ့တီးတဲ့မိတ်ဆက်ပေးပါမယ်အခုပြပေးနေရတော့ဒါတို့9 to 5နဲ့ခတ်ထားတဲ့မဟူရာလေးပါမဟူရာအပွင့်အသေးလေးပေါ့နော်မဟူရာကိုကြီးကြီးမဝစ်ချင်တဲ့သူတွေသေးသေးပေါ့ခတ်သေးသေးလေးဝစ်ချင်တဲ့သူတွေအတွက်ပေါ့ဒါလေးတရာ8000နဲ့ရောင်းပေးပါမယ်ကြောက်သားလေးကြောက်ကတော့သူခတ်သေးသေးလေးပေါ့ဝစ်ချင်တဲ့သူတွေကတော့ဒါရဲ့ Viber လေးမှာလာဆက်သွယ်ပေးပါဒါအခုဒီ video file တစ်ခုလုံးက9 to 5တီးတဲ့9 to 5နဲ့အထက်ခတ်ထားဒါကတော့စနေသားသမီးတွေစောင့်ခြင်းနဲ့မမမြညီမလေးမြနော်ဒါလေးတစုံတသိန်းခွနဲ့ရောင်းပေးမယ်ဒါကကြတော့9 to 5ခတ်ထား9 to 5နဲ့ခတ်ထား9 to 5ကနောက်ပိတ်က post type ပဲလာပါရနော်အရင်နဲ့မလားအရင်နဲ့ဆိုရင်တော့ငွေနဲ့ order တင်မှရပါမယ်နော်ဒါလေးကကြာ2သိန်းခွဲပါဒါလေးတွေအကုန်လုံးနီလာလုံးချောလေးတွေပါအခုတရားပြတဲ့နီလာဒီဟာလေးတွေဒါပဲကြံတော့တယ်နော်နီလာလေးတွေဒါလုံးချောလေးတွေပါနီလာအဲ့ဒီ9 to 5နဲ့ခတ်ထားတဲ့နီလာလုံးချောလေးက3သိန်းခွဲတန်းနဲ့2သိန်းခွဲနဲ့အဲ့နှစ်ခုပဲရှိတော့မယ်ငွေနဲ့ဆိုရင်တော့ order app ပါ order app မှာရမယ်ဒီဟာကကြတော့ဒါတို့ခရမ်းဆွဲကိုငွေ9 to 5နဲ့ဆွဲသီးနဲ့လက်စွပ်ဆွဲသီးနဲ့လက်စွပ်ပေါ့နော်ဒါဆွဲသီးကြီးပဲယူလို့လည်းရလက်စွပ်ကြီးပဲယူလို့လည်းရတယ်ဒါဒီတိုင်းလေးရိုက်ပေးထားပါဒါလေးလည်းလှတယ်ဒီဟာလေးတွေကကြတော့ဆက်လင်းဝါအဆက်လိုက်ကလေးအဆက်လိုက်ကလေးတွေလိုချင်နေဆိုလို့ရှိရင်တော့တစ်ခုချင်းစီလဲယူလို့ရတယ်ဒါတော့ခက်သေးသေးပေါ့ပိန်ပိန်သေးသေးလေးညီမလေးတွေအတွက်ယူလို့ရတယ်လက်စုပ်ကလေးက8000ဆွဲသီးလေးက8000ငကလေးကတော့3သိန်းခွဲပေါ့နော်အဲ့ဒီဈေးလေးနဲ့ယူလို့ရတယ်အဆက်လိုက်ယူမယ်ဆိုရင်တော့ Viber မှာတစ်ချက်လာပြောပေးဒါရှော့ပေးမယ်တစ်ခုချင်းစီမှာတော့ဒါမလျှော့တော့ဘူးနော်ဒီဟာကြတော့ခရမ်းဆွဲကအဆက်လိုက်ကို तू ကတတ်ဟာလည်းရှိသေးတယ်ဒီမှာဒါဆိုရင်လည်းဒါ तू လက်စွပ်သီးတဲ့တစ်ချက်ကြည့်လိုက်တစ်ခုလဲဆိုရင်လည်းယူလို့ရတယ်ချစ်သူလေးတို့ကအဆက်လိုက်လို့ခြင်းလဲရတယ်ဒါကတော့နည်းသေးတဲ့သူတွေတော့ပေါ့နော်တားကြီးရဲ့သူတွေခဏကိုဟိုကလေထဲခန့်သမားတွေအတွက်တော့မရဘူးပေါ့နည်းနည်းခပ်ပိန်ပိန်သေးသေးညီမလေးတွေအလက်25အောက်ပေါ့နော်ဒါမှနည်းနည်းပိန်နေဆိုလဲ30လောက်တွေဝတ်လို့ရတယ်ပေါ့ဒါအကြည့်ရင်တော့နည်းနည်းသေးတော့ကလတ်သွားပေါ့ကလေးလေးတွေဝတ်တာပို့လှပေါ့လူလက်ပိုင်းလေးတွေဝတ်တာပါနဲ့ဒါကတော့နည်းနည်းလူကြီးပိုင်းဝတ်လို့ရတယ်ငကတ်ထဲလို့လေဟိုခုနငကတ်ထဲဆိုင်ဒီငကတ်လေးကပို့ထဲတယ်ဒါကတော့ဆွဲသီးမရှိဘူးဆွဲသီးရှိရဟာဆွဲသီးကတော့အကြီးရလိုက်မယ်နဲ့တူတယ်နောက်တစ်ခုကဒီမှာသူ့ရဲ့ဆွဲသီးကတော့အကြီးရမယ်ဒီဆွဲသီးလေးကကြတော့ဒါဒီကတော့ဆွဲသီးအကြီးအထည်ကြိုက်တဲ့သူကတော့ထားရှုဒါလေးတရာ38000လေးနဲ့ပဲရောင်းပေးမယ်နော်38000လေးနဲ့ရောင်းပေးမယ်လိုက်စွပ်လေးတွေကတော့8000ပေါ့ငကက်လေးက3သိန်းအတန်ဒီဟာကတော့မြနဲ့ပတ်သက်လို့ထိုင်အောင်ဆိုင်ငကက်ကတော့ဒီတစုံပဲရှိတော့တဲ့တရားမှာဒါလေးတရာ3သိန်းနဲ့ပဲရောင်းပေးမယ်လိုချင်နေဆိုရင်တော့ Viber လေးကြွတစုံပဲရှိရဒါကတော့မြမိုးကုတ်မြထိုင်အောင်ဆိုင်ဇမ်မီယာလည်းမဟုတ်ကိုလည်းမီယာလည်းမဟုတ်ဘူးနော်ဒါကတော့တူရောင်ကကြတော့တူရောင်ကငကက်ရှိမယ်ဆွဲသီးရှိမယ်သူရောင်လေးကကြတော့ဒီငကက်လေးကတော့ဒါ3သိန်းနဲ့ပဲရောင်းပေးမယ်ငကက်လေးက3သိန်းခွဲဆွဲသီးလေးကတော့3သိန်းနဲ့ရောင်းပေးမယ်အဲ့ဒီကနှစ်ခုလုံးကိုမျှပြီးဒါရောင်းပေးလိုက်မယ်ဒါကကြတော့ပထမတုတ်ခတ်ထားတဲ့ဒီမှာကြံနေဆိုဆွဲသီးကို3သိန်းနဲ့ထားပေးမယ်ငကက်ကတော့3သိန်းခွဲနဲ့ထားပေးမယ်နော်လိုချင်နေဆိုရင်တော့ဒါ Viber လေးကိုဆက်သွယ်ပြီးသူရောင်ကတော့လူချစ်လူခင်များပြီးတော့အဆောင်နေနဲ့ဆောင်ရတယ်ဒီတိုင်းလဲအလှစင်တဲ့အနေနဲ့သူရောင်ကြိုက်ကြပါတယ်တော်တော်များများလဲဝယ်ကြပါတယ်ဒါကတော့မူရဆွဲသီးကတော့ဒါလေးကြိုက်တယ်ဆိုရင်ဒါ2သိန်းခွဲနဲ့ရောင်းပေးမယ်ဒီတစ်ခုပဲရှိတော့ဒါမှအများကြီးလည်းမရှိဘူးမဟူရာနဲ့ပတ်သက်ပြီးတော့နှစ်ခုပဲရှိတယ်ဒါလေးက3သိန်းခွဲနဲ့ရောင်း2သိန်းခွဲနဲ့ရောင်းပေးမယ် sorry ဒီဟာဒါကြတော့လေနီလာကိုဒါ9 to 5အခုတောင်ဒါတွေတိတ်မပေါ်တော့နီလာကို9 to 5ဇာယန်လေးပေါ့နော်ဒါကတော့ဇာယန်ဖြစ်တဲ့အတွက်ကြောင့်မလို့ချစ်သူလေးတို့ထဲလေးဝှချင်ဝတ်လို့ရတယ်ရွှေတို့ငွေတို့နဲ့မဟုတ်ဘဲနဲ့အဲ့ဒါလေးကတော့ဒါ2သိန်းနဲ့ရောင်းပေးမယ်ဒါကကြတော့ဒါတို့နေလာလက်စွပ်နေလာ2ပါးလက်စွပ်နေလာ2ပါးလက်စွပ်လေးကကြတော့ချစ်သူလေးတို့အခုဒီဟာလေးကြိုက်တယ်ဆိုရင်ဒါ2သိန်းခွဲနဲ့ပဲရောင်းပေးတော့မယ်ဒါ3သိန်းလည်းမရောင်းတော့2သိန်းခွဲနဲ့ပဲရောင်းပေးမယ်ဒါနေလာ2ပါးဆိုင်လက်စွပ်လေးဒါ9 to 5ထဲပေါ့နေလာ2ပါးလက်စွပ်လေးဒီကတော့မျောကို9 to 5မျောကိုချစ်သူလေးတို့အနေနဲ့မျောပါလေဒီလကြောက်ကဆင်းသက်လာတယ်သူကတော့အေးမြတဲ့ထက်သဘောပါတယ်ချစ်ချင်းမြတ်တာအတွက်လည်းကောင်းတယ်အဲ့ဒီမျိုးကကြတော့ယောက်ျားဝတ်မဝတ်နှစ်ခုရှိအောင်မယ်နော်ဒါလေးကကြတော့ဒါဒီမျောကွင်းလေးကိုတော့ဒါ3သိန်းခွဲနဲ့ပဲရောင်းပေးမယ်နော်3သိန်းခွဲနဲ့ရောင်းပေးမယ်ဒီလက်စွပ်လေးကနီလာလက်စွပ်လေးကကြိုက်တယ်ဆိုလို့ရှိရင်ဒါ3သိန်းခွဲနဲ့ပဲရောင်းပေးမယ်ကြိုက်တဲ့သူယူဒါလေးက9 to 5နဲ့ခတ်ထားတဲ့ဟာလေး
တက်သိန်းခွဲနဲ့ရမယ်တက်သိန်းခွဲနဲ့ရမယ်လိုချင်တဲ့သူကတော့ Viber လေးကြွခဲ့ပြီဒီကတော့ကြောက်စိမ်းကိုဇာယန်နဂက်လောက်ထားတာဒါလေးပြောမဲ့ဆိုရင်ကျောင်းဆရာမတွေပါဖြစ်ဖြစ်အိမ်မှာသမင်းချက်နေတဲ့မိခင်တွေပဲဖြစ်ဖြစ်အလုပ်သွားရုံသွားလူအကုန်ဝတ်လို့တင့်တယ်ထဲ့တယ်ပေါ့နော်ဒါတို့လိုမျိုးခဏကိုဝဝပြည့်ပြည့်လေးလည်းဝတ်လို့ရတယ်9 to 5ထဲလေးဒါလေးလဲလှတယ်ဒါကလေဒါပြပြမယ် colorful spin နဲ့ရောင်စုံလေးကိုဒီထဲမှာဒိုင်အောက်ဆိုက်လေးအစိမ်းလေးတွေကတော့ဒိုင်အောက်ဆိုက်ကျန်တာဒီကဒိုင်အောင်ဆိုင်လေးထည့်လိုက်တဲ့ခါကျတော်တော်လေးလှသွားဒါ9 to 5ထဲ9 to 5ထဲဖြစ်တဲ့အတွက် तू ကတော့လက်တိုင်းကတော့မရဘူးသူ့နဲ့လက်တိုင်းနဲ့ညီမပဲလက်တိုင်းက9ပဲရှိရခုနှစ်ဆိုရင်14လောက်ပဲရှိမယ်လက်တိုင်းက73 14လောက်ပဲရှိမယ်အဲ့တော့လက်တိုင်း73 14နဲ့ကြိုက်တဲ့သူပဲလာဝယ်ပါကျန်တဲ့သူကလက်တိုင်းချဲ့လို့လည်းမရဘူးကျင်းလို့လည်းမရဘူးဘာမှလုပ်လို့မရဘူး9 to 5မို့လို့ဒါလေးကတော့ဂါနက်လေးကတော့ဒါ2သိန်းနဲ့ရောင်းပေးမယ်ဂါနက်လေးအားလဲ9 to 5ထဲလေးလှတယ်ဒီဂါနက်ကတော်တော်လှတယ်ဒါလေးဒါအခုလောလောဆယ်တော့ဗီဒီယိုရိုက်လက်စားဖြစ်တော့ဒါကိုငွေနဲ့ခတ်ဖို့စီစဉ်တော့ရှိရအခုတော့မအားသေးလို့လိုချင်နေဆိုရင်တော့အခုယူထား2သိန်းနဲ့ယူထားဝင်းနဲ့ခတ်ချင်ခတ်ဒါကတော့ခရမ်းဆွဲလေးကတော့လိုချင်နေဆိုရင်ဒါဟန်ဆွဲနက်ကလေးကဒါ3,800နဲ့ထားပေးမယ်နော်9 to 5အကုန်လုံးခုပြရတယ်အကုန်လုံး9 to 5ဒီ9 to 5ကတော့ချစ်သူလေးတို့စိတ်အေးချင်နေဆိုရင်9 to 5တောင်ဖြစ်တယ်ဒီခရမ်းဆွဲလေးကစိတ်အေးချင်တော့စားဂါနက်ကကြတော့ဂါနက်ရဲ့အဓိပ္ပာယ်လေးကဒါအခုဂါနက်နဂတ်လေးဂါနကဘာလဲဆိုတော့အလုံးလုံးတဲ့နေရာမှာဖြစ်ဖြစ်ကိုယ့်ရဲ့ရဲစွမ်းတက်တီစွမ်းရင်ကိုပို့ပြီးတိုးတက်စေတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးဆောင်ဒါကတော့ယောက်ျားလေးခွင်းကလောလောဆယ်3ခွင်းမဲ့ကျန်มาတော့တယ်ရှင်3ခွင်းမဲ့ကျန်တော့တယ်အဲ့တော့မြန်လာမှမြန်ရမယ်မလာရင်တော့မရအောင်ကပယ်လိုချင်တဲ့ချစ်သူလေးတွေကငုံဒီဟိုဟာရမယ်နော်မျောကပယ်ရတယ်ယောက်ျားလေးတစ်ခွင်းမိန်းကလေးတစ်ခွင်းရှိဒီဟာကြယောက်ျားလေးကွင်းကဒီ3ကွင်းပဲရှိရယ်နီလာ2ကွင်းနဲ့မျော1ကွင်းရမယ်လောလောဆယ်ယောက်ျားလေးကွင်းလေးတွေကုန်နေပါတယ်နောက်အစ်ခတ်ပြင်လဲဒါဗီဒီယိုလေးထပ်တင်ပေးမယ်လောလောဆယ်ဒါ live နားထားတော့လေချစ်သူလေးတို့လိုချင်တာလေးတွေကိုဒါဗီဒီယိုလေးတွေရိုက်ပြီးတင်ပေးထားတယ်လိုချင်နေဆိုရင်တော့ Viber ဖုန်းနံပါတ်09261366မှာဆက်သွယ်ပြီးတော့မှကိုယ်တိုင်ကိုကြလာပြီးတော့ဝယ်လို့လည်းရတယ် Viber နဲ့ဝယ်လို့လည်းရတယ်ဆိုင်လိပ်စာလဲဒါရဲ့ channel လေးမှာတင်ပေးထားတယ်ဘိုးကျော်အောင်ဆန်းစီအမှတ်3334နဝရယုံပေါ်တက်ပါရှင်